အားလုံးကျွန်တော် YouTube channel ကနေ 3D ကျွန်တော်ရဲ့ 3D ကစားပုံလေးစောင့်ကြည့်နေတဲ့ပရိသတ်များမင်္ဂလာပါနော် YouTube channel ပရိသတ်များဒါကတော့ကျွန်တော်ဖုန်းနံပါတ်ပါဒီကောင်ကတော့ကျွန်တော်ရဲ့ Facebook အကောင့်ပါနော်ဒါကတော့ကျွန်တော် Facebook အကောင့်ပါဆက်သွယ်ခြင်းအဲ့ရနေလေဆက်သွယ်လို့ရမယ်ကျွန်တော်အခုကတော့ဒီကနေနှစ်ထိပ်ရဲ့10ခွက်လိုက်မယ်ပြောမယ်ဒီ line တွေကိုကျွန်တော်တကြံတွင်းကိုကုသိုလ်ယူခြင်းတဲ့လူတွေကျွန်တော်အကြိုက်ပေါ့နော်ပေးရင်ရအောင်လို့အပိုင်တော့မဟုတ်ဘူးနော်စိုက်ကိုကြည့်အပြည့်အဝခြား line တွေရောရှိတယ်အဲ့ဒါတော့ကျွန်တော်ဒါဗီဒီယိုဖိုင်တင်ရတဲ့အတွက်ကြောင့်ဖိုင်တိုးတယ်ပေါ့နော် YouTube ကတော့ like လွှင့်လို့တော့မလွှင့်ချင်ဘူးပေါ့ like မကောင်းလို့အဲ့တော့ဗီဒီယိုဖိုင်ရိုက်တင်ပေးလိုက်တယ်အခုဒီကတော့နှစ်ထိပ်နဲ့10ခွက် line ကိုပြလိုက်မယ်တခြား line တွေအများကြီးရှိတယ်အဲ့ဒါတော့ကျွန်တော် Facebook ကောငယ်တွေးအောင်ဆိုတာရိုက်ရှာလိုက်ပေါ့နော်အဲ့ဒီအကောင့်မှာလာကြည့်လို့ရတယ်လို့ဗျာဒီညလားမနေ့ဖြန်ညလားလွှင့်ပေးမယ်ဒါကတော့ကျွန်တော်ဖုန်းနံပါတ် Viber နံပါတ်ပေါ့နော်အားလုံးမင်္ဂလာပါကျွန်တော်တို့စောင့်နေကြ line လေးပဲပေါ့နော်စောင့်နေကြ line လေးမှာကလင်နာမှာကျွန်တော်ပြီးခဲ့တဲ့နေ့တည်းကစောခဲ့ပါတယ်နော်96ခွန်ဒီလိုကလင်နာမှာ96ခွန်လို့အေကုံခုံးတဲ့တကတ်ဒီမှာလဲ96ခွန်ဆိုပြီးတော့အေကုံခုံးတဲ့နှစ်ကတ်ဒီမှာလဲ96ခွန်ဆိုပြီးတော့အေကုံခုံးတဲ့3ကတ်ပါနော်အဲ့ဒီ3ကတ်ကိုကျွန်တော်ကပြောချင်တာအဲ့ဒီ3ကတ်ကိုပြောချင်တာဆိုတော့YouTube channel ကကြည့်ရလူတွေကကျွန်တော် Facebook အကောင့်ကိုမသိဘူးဗျမသိတော့ကျွန်တော် Facebook အကောင့်လေးကိုပြမလို့ပေါ့နော်ဒါမှမကောင်းဘူးဗျအဲ့တော့ဒီ6ကားခွန်လို့ခွေတာနဲ့သူကခွန်ရှိကိုကစားတာခွန်ရှိကိုပါဝါ234ပေါ့နော်နှစ်မခွန်ရှိကိုပါဝါ234အဲ့ဒါကိုပြောင်းမြန်ပြန်ကစားတာတွဲကစားတယ်ပြောင်းမြန်ပြန်ကစားတယ်အဲ့တော့ဒီ6ခွန်5လို့ခွေလိုက်တာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာခွန်နောက်ပိတ်နဲ့သူ့ရှိရပရိငါရှိလို့ပရိငါဆိုပြီးတော့ရွှေ့တယ်ပေါ့နော်အဲ့တော့ဒီမှာလဲသူကဒီ6ခွန်5လို့ခွေတဲ့နောက်နှစ်ထဲမှာနှစ်ကြိမ်မှာတော့ပထမကတ်ဒုတိယကတ်မှာတော့သူကပုံစံတူပေးတာပဲရှစ်နောက်ပိတ်နဲ့သူ့ရှိမှာပရိကိုရှိလို့ပရိကိုဆိုပြီးတော့ကစားတယ်ဒီမှာကလည်းကျွန်တော်တို့က6ခွန်5လို့ခွေတဲ့နောက်နှစ်ထဲမှာဒီမှာတော့သူက2ဦးမှာ9နောက်ပိတ်နဲ့ဒီမှာပရိငါရှိလို့ပရိငါဆိုပြီးကစားတယ်ပထမကတ်နဲ့ဒုတိယကတ်ကျတော့ဒီနေရာမှာပဲပုံစံတူကစားတယ်လို့ဒုတိယကတ်နဲ့တတိယကတ်ကျတော့2ဦးမှုနဲ့သွားပြီးချိတ်ဆက်ကစားတာအဲ့ဒါလို့သူကစားပြီးတာနဲ့ကစားပြီးတာနဲ့သူ့ရှိကဒီရှေ့တွဲ33အပူကိုဒီ6ခွန်5ခွေတဲ့နောက်နှစ်ထဲမှာဒီကောင်တစ်နှစ်ကျော်လိုက်ပေါ့နော်တစ်နှစ်ခုံပြီးတော့နောက်ဘူးတဲ့လိုက်ပြီးတယ်သူလိုက်ပြီးတော့ဘရိတ်လေးပါဝါကိုထိန်ဆိုတဲ့ဖြစ်တဲ့အောက်မှာလိုက်ပြီးတယ်အဲ့လိုလိုက်ပြီးတာနဲ့သူ့အောက်မှာခွာ9လို့ပုံသေးကစားတယ်ဒီဘရိတ်လေးတွေကိုမှတ်မင်းပေါ့နော်ဒီ33အပူကြရတဲ့အကြောင်းရင်းနောက်ပြီးကြတော့သူကဒီကောင်တွဲနေတာကဒီခွာ9နဲ့တွဲနေတယ်သူ့အောက်မှာခွာ9ပုံသေးတွေပေါ့ဗျာနော်အလင်းရောင်ပြန်နေတယ်ဗျာပုံသေးတွေလိုက်တယ်အဲ့ဒါဆိုရင်ဒုတိယကတ်မှာလည်းဒီတိုင်းပဲဒီ6ခွန်5ခွေတဲ့ရှေ့ရဒီမှာရှေ့တွဲ334ဟာနောက်တစ်နှစ်ကျော်မှာ33နောက်တွဲဆိုပြီးလိုက်ထွက်ပြီးတယ်သူထွက်ပြီးတော့ဟိုမှာက4ပရိတ်4ပါဝါ6ထိပ်ဒီမှာက3ပရိတ်3ပါဝါ8ထိပ်လို့ကစားတဲ့နောက်မှာထွက်ပြီးတယ်ပြီးတော့သူ့အောက်မှာခွာ9ပုံတီကစားတယ်ခွာ9ပုံတီနော်ရောနေတာအဲကြောင့်မလို့4-3-2စီနီယံနဲ့သွားတယ်လို့ဒီခွာ9ကိုလည်းမှတ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလည်းဒီ6ခွန်5ခွေတဲ့သူရှင်နေမှာဒီမှာတော့33မဟုတ်တော့ဘူးဗျာ4-1ဖြစ်သွားတယ်အဲ့ဒီ4-1ကိုလေထုံနေတကောင်သူ့ရဲ့နောက်နှစ်တစ်နှစ်ကျော်မှာ4-1နောက်တွဲဒဲချပေးတယ်ပြီးတဲ့အချိန်မှာဗရိတ်4ပါဝါ9ထိပ်ဗရိတ်3ပါဝါ8ထိပ်ဗရိတ်2ပါဝါ9ထိပ်ဆိုပြီးတော့ဒီအောက်နောက်မှာကျခဲ့တာကျပြင်းတဲ့သူ့ကောင်မှာခွာ9ပုံသေးကစားတာပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီဗရိတ်ဗရိတ်3ဗရိတ်2လို့ကစားခဲ့ခြင်းကြောင့်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာဒီခွာ9တွေပုံသေးကစားတာတော့သူ့အောင်မှာအဲ့ဒါလို့ခွာ9တွေကစားခဲ့ခြင်းကြောင့်သူ့ရဲ့နောက်နှစ်ထဲမှာ
ဒီလေပရိတ်လေးလေးပါပါကိုထိတ်ကြောင့်ဒီပရိတ်လေးကြောင့်ဒီခွာငါးကိုပရိတ်ဖြစ်အဖြစ်နဲ့ဒီလေးပရိတ်ကြောင့်လေးပရိတ်သုံးပရိတ်နှစ်ပရိတ်တွေထောက်ကြခဲ့ခြင်းကြောင့်လေးကိုလေးထိတ်စီးနေဆိုပြီးတော့ပရိတ်ငါလိုက်ထွက်ပြီးတယ်လိုက်ထွက်ပြီးတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာကလည်းထုံလီတစ်ကောင်ပဲပရိတ်သုံးပါပါရှစ်ထိတ်နဲ့အဲ့ဒီသုံးကသုံးထိတ်ယူပြီးတော့ဒီခွာငါးပုံသေးတွေကိုပရိတ်ယူအဲ့တော့သုံးထိတ်နဲ့ပရိတ်ငါဆိုပြီးဒီခွာငါးရဲ့နောက်နှစ်ထဲမှာသုံးထိတ်နဲ့ပရိတ်ငါလိုက်ထွက်ပြီးတယ်နော်လိုက်ထွက်ပြီးတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းသူကနှစ်ထိတ်ပရိတ်ခွန်နှစ်ထိတ်မနှစ်ပရိတ်နှစ်ပါဝါခွန်ထိတ်လို့ကစားတော့အဲ့ဒီရဲ့ဇောင်းမှာသူ့ရဲ့ဒီဖြစ်စဉ်ရဲ့အောက်မှာခွာငါးပုံလေးကစားတဲ့ရင်ကြောင့်နောက်နှစ်မှာပရိတ်ငါးကိုဟောဒီပရိတ်နှစ်နဲ့ပရိတ်နှစ်ကိုနှစ်ထိတ်စီးနဲ့တွဲပြီးတော့နှစ်ထိတ်နဲ့ပရိတ်ငါးဆိုပြီးဆဲကွက်လိုက်အဲ့ဒါကိုကျွန်တော်ကဒီကောင် organ ပေါ့နော်ဒီကောင်ကိုတော့ all ပေါ့နော် all ပေါ့နော် all အဲ့ဒီနှစ်ကွက်အကြိုက်ဆုံးပါအဲ့ဒါကိုညကျွန်တော်ဒီညဖြစ်ကျွန်တော် Facebook အကောင့်မှာ live လွှင့်ပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် Facebook အကောင့်ပေါ့နော်ဒါကျွန်တော် Facebook အကောင့်အဲ့ဒါကို share လိုက်ပါ follow က4400ကျော်ရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ဟုတ်ပြီဒီလေးထိတ်ကဒီလေးပရိတ်ဒီပရိတ်ငါးကခွာငါးဒီသုံးထိတ်ကဒီသုံးပါဝါရှစ်ပရိတ်ဆိုတော့သုံးပရိတ်ရှစ်ထိတ်ဆိုတော့ပရိတ်ငါးကဟောဒီအောက်ကသူ့ဆောင်မှာဒီခွာငါးပုံသေးအဲ့ဆိုရင်ဒီနေရာမှာကျွန်တော်ကနှစ်ထိတ်နဲ့10ခွက်လိုင်းကိုကျွန်တော်တို့258ကိုကြိုက်တယ်ရွေးပေးလိုက်တယ်258 285ပေါ့နော်ဒါကမှဘာတွေက organ ပါပဲ organ တစ်ခွက်ပါပဲနော်အဲ့တော့ကြံတွင်းမှာအားလုံးလှူနန်းတန်းနိုင်အောင်ကျွန်တော်က285 258ကိုတင်ထိုးပြောလိုက်တယ်အဲ့ဒီအချိန်မှာဘယ်လိုကြလဲဆိုတော့အဲ့ဒီစီဂျောထဲမှာကျွန်တော်ပြောခဲ့ဘူးတယ်လေဒီ605လို့ခွေတာနဲ့သူကဒီပထမနှစ်ကတ်မှာတော့ပုံစံတူက3ကတ်ဆိုတော့လှည့်စားပြီပေါ့နော်ဒီမှာသူ့ရဲ့ခါဒီမှာခါတို့ခါဆိုပြီးကစားတယ်ကစားကွက်ပေါ့နော်ဒီမှာ65ခွန်လို့ပထမနှစ်ကတ်မှာ685နဲ့ကစားတော့ဒီမှာခါတို့ခါဆိုပြီးနောက်နှစ်မှာဇောင်းမှာရိုက်တယ်အဲ့တော့ဒီ3ညခါကလည်း3ညခါဆိုပြီးဇောင်းတူဇောင်းအဲ့လိုကစားခဲ့တာအဲ့လိုကစားခဲ့တဲ့အတွက်ကြောင့်ဒီ6ခွန်က3လုံးပေါင်းချင်းအခွေ3လုံးပေါင်းချင်း8ကြောင်သူ့ရဲ့နောက်နှစ်ထဲမှာ8ထိတ်လို့စကြလိုက်တာနဲ့စကြလိုက်တာကျွန်တော်ဒီအချိန်မှာတင်ပေးတယ်8ထိတ်ဒီမှာပေါ့နော်8ထိတ်အဲ့ဒါဆိုရင်ဒီမှာလည်း6ခွန်5လို့ခွေရတယ်သူ့ရဲ့နောက်နှစ်ထဲမှာ8ထိတ်လို့ဒီမှာစကြပြီပေါ့နော်8ထိတ်အဲ့တော့ကျွန်တော်ဒီနေရာမှာ8ထိတ်တင်ပေးခဲ့ဘူးတယ်ဒီနေရာမှာ8ထိတ်ပေါ့နော်8ထိတ်တင်ပေးခဲ့ဘူးတယ်3လုံးပေါင်းချင်း8ထိတ်ကဒီမှာမှစကြတာအဲ့လိုစကြတော့ဘယ်အထောက်နဲ့သူကြားခဲ့လဲဆိုတော့ကျွန်တော်ဒီနေရာမှာ138ထိတ်စီးဆိုပြီးပြောခဲ့ဘူးတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာဘယ်အထောက်နဲ့တုံးဆိုတော့သူရှစ်ပုံတွေကစားသွားတာဒီမှာ3ညပရိတ်လို့ခင်းလာတာအဲ့လောက်နဲ့တင်ကျွန်တော်မကြိုက်သေးဘူး3ညပရိတ်ပြီးတော့ဒီမှာ6ပရိတ်ဆိုပြီးခင်းလာတာ6ပရိတ်ပြီးတော့ဒီမှာ10ပရိတ်ဆိုပြီးသူခင်းလာတာအဲ့မှာပရိတ်ကအသေးတွေကြီးပဲပေါ့နော်20 10ပဲကြော်တဲ့20ပရိတ်တွေတော့မဟုတ်ဘူးဒီမှာဆိုလည်းတကယ်တော့19ပရိတ်တွေလို့ယူရတယ်သို့ပေမဲ့10 9ခု10ခုဆိုပြီးပရိတ်နဲ့လုပ်ပြီးတော့သူ့အောင်မှာရှေးပေါင်း8သူခင်းလာတာလေးကိုကြိုက်လို့ပေါ့နော်ရှေးပေါင်းခွန်သူ့အောင်မှာရှေးပေါင်း6ဆိုပြီးကစားတာအဲ့ဒါလိုကစားပြီးတာနဲ့အပီးပေါင်လည်းသူ့အောင်မှာမဖြစ်ဘူးပေါ့နော်ကစားပြီးတာနဲ့သူ့အောင်မှာ6ခါနော်တလုံးဆိုပြီးကစားတာနော်6ခါသူ့အောင်မှာ9ခါအဲ့ဒီခင်းလာတာလေးကိုကျွန်တော်ကသဘောကျတာ4ခါဆိုပြီး6ခါ5ခါ4ခါဆိုပြီးတော့ဗရိတ်3ညဗရိတ်9ဗရိတ်10ရဲ့အောက်မှာရှေးပေါင်း6ပုံတည်ရှေးပေါင်းစီနီယံခါစီနီယံနဲ့654စီနီယံရှေးပေါင်းက8ခွန်6စီနီယံအဲ့လိုကစားပြနေသူ့အောင်မှာထိတ်စီးကဟောဒီကြားထဲက8ထိတ်လားသို့မဟုတ်ဒီအခွေ3လုံးပေါင်းချင်း8ကြောင်ပဲ8ထိတ်လားဒီကြားထဲကထိတ်လားဒီကြားထဲကထိတ်လားဒီကြားထဲကထိတ်လားတို့ပေမဲ့ကျွန်တော်ကဒီကြားတွေကထိတ်ကိုသိမ့်မကြိုက်ဘူး။ဘာကြောင့်လဲဆိုတော့တုံညာထိတ်ကကြခဲ့ပြီကို။ကြခဲ့ပြီဆိုတော့ तू ကဒီအခွေ3လုံးပေါင်းချင်း8ကြောင်ပဲ8ထိတ်ကသူ့အောင်မှာစထွက်တာ8ထိတ်ကသူ့အောင်မှာစထွက်တာ8ထိတ်ကသူ့အောင်မှာစထွက်တာစထွက်တာဆိုတော့835ဆိုတဲ့ဟာတွေကသူ့ရဲ့ပါဝါနှက်ခတ်တွေပဲเนาะသူ့ရဲ့အုပ်စုကဏ္ဍတွေအဲ့ဒါဆိုရင်ဟုတ်ပြီဒီဗရိတ်၄ကြောင်၄ထိတ်နဲ့နောက်တစ်နှစ်ကျော်မှာဒီခွာငါးကိုဗရိတ်ယူပြီးတော့၄ထိတ်၄ဗရိတ်၉ထိတ်ကြောင်၄ဗရိတ်က၄ထိတ်နဲ့ဗရိတ်၅ဆိုပြီးနောက်တစ်နှစ်ကျော်မှာထွက်တော့အဲ့ဒီနှစ်ထဲမှာဒီ8ထိတ်တွေအဲ့လိုတွေကစားခဲ့ခြင်းကြောင့်အဲ့ဒီနှစ်ထဲမှာ8ခါဆိုပြီးတော့ခွာ3ဆိုပြီးတည်တယ်8ခါ8ပါဝါခွာ3ဆိုပြီးတည်တဲ့နောက်မှာအဲ့ဒီ
လေးပရိတ်လေးထိတ်ခွာငါပရိတ်ငါကြောင့်တွဲပြီးတော့လေးထိတ်နဲ့တွဲပြီးကြာခဲ့တာကြာခဲ့တဲ့အချိန်မှာသူ့ဘဝခွာပေါင်းချင်းလေးဟာလေးနောက်ပိတ်နဲ့ကျွန်တော်ကတော့ဆွဲထည့်ထားတယ်ကျန်တဲ့ line တွေရှိတယ်နော်အဲကြောင့်258ကိုကျွန်တော်ပြောတာနော်ကျန်တဲ့ line တွေရှိတယ်အဲ့ဒါဆိုရင်အဲ့ဒီစီကျော်ထဲမှာပဲရှစ်ထိတ်ကဒီလိုကြားတဲ့အတွက်ဒီမှာတော့အပေါ်မှာလာဖြစ်တာရှစ်ထိတ်ရှစ်ကစားကွက်ပေါ့ဗျာနော်ဒီမှာရှစ်ထိတ်388ဆိုတော့ရှစ်ပါဝါခွ3လို့ဖြစ်တော့ဟာဒီရှစ်တခါရဲ့ဘေးမှာဗရိတ်ငါအဲ့ဒီဗရိတ်ငါဟာကျွန်တော်တို့စောနာဒီမှာတွဲနေတယ်3ပရိတ်3ပါဝါရှစ်ထိတ်လို့ကစားတယ်သူ့ဇောင်းမှာဒီနောက်တွဲတွေဖြုတ်တယ်ပေါ့ဗျာ605နဲ့ပတ်သက်မှုအဲ့ဒီရဲ့ခွ9ကို9ပရိတ်အဖြစ်နဲ့3ထိတ်နဲ့ခွ9 3ထိတ်နဲ့ဗရိတ်ငါအဲ့ဒီဗရိတ်ငါကိုသူ့အပေါ်မှာစက်ကလင်နာနဲ့ကြည့်လိုက်ဒီမှာခွာပေါင်း2ကြီးရှိနေတာအဲ့ဒီခွာပေါင်း2က2ပေဆိုပြီးတော့332လို့ကျွန်တော်ကယူလိုက်တယ်ဒါ3ကစီရဲ့အထာကိုပေါ့နော်ကျွန်တော်ကြက်ရယူလိုက်တယ်အဲ့တော့စလုံးနာကတော့10ကွက်လုံးကိုရန်ထိုးကျွန်တော်ကတထားအကွက်ရွှေဆိုင်တွေလည်းရှိတယ်2ကစီ3ကစီတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကနန်းကနန်းဆိုင်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီ2ပရိတ်ကိုနောက်တစ်နှစ်ကျော်မှာ2ထိတ်နဲ့ဗရိတ်ငါသူ့အောက်ကခွာ9ကိုဗရိတ်ငါလုံးမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနှစ်ထဲမှာ8ထိတ်နဲ့3 8ထိတ်8အခါ8ပါဝါခွ3ဆိုပြီးရရော35ဆိုတာကလည်းနက်ခတ်တွေပဲเนาะခွ9တွေ3နေအဲ့ဒီနေရာမှာသူ့ဘေးမှာဗရိတ်ငါပေါ့เนาะကဲအားလုံးမင်္ဂလာပါเนาะဒီလောက်ပါပဲ